အကာတယောက်လို့ laptop ကိုအထာကျကျသုံးရအောင်ပထမဆုံးပြောချင်တာကမိတ်ဆွေအနေနဲ့ဒီ desktop ဘောက icon တွေကို double တက်ဖြောင်းချင်တယ်ဆိုရင် minimize တွေလိုက်ပြီးနှိပ်တာ maximize တွေလိုက်ပြီးနှိပ်ပြီးတော့အချိန်ကုန်ခံမနေပါနဲ့အဲ့ဒီအစား window နဲ့ D နဲ့တစ်ချက်တွဲနှိပ်လိုက်ပါဒါဆိုရင် desktop မျက်နှာပြင်ကိုရောက်သွားမှဖြစ်ပြီးတော့ပြန်ပေါ်စီခြင်းနဲ့ဆိုရင်လည်း window နဲ့ D ကိုတစ်ချက်တွဲနှိပ်လိုက်မယ်ဒါဆိုရင်ပြန်ပေါ်ပြီနော်တကယ်လို့မိတ်ဆွေအနေနဲ့ keyboard ကိုအသုံးမပြုဘဲနဲ့ pointer ကိုအသုံးပြုပြီးပဲဒီဟာတွေအားလုံးဖြောင်းမယ်ဆိုရင်လည်းနီးလန်းရှိပါသေးတယ်အဲ့ဒါတော့ပြထားတဲ့ဒီ down နားလေးအဲ့နားလေးကမြင်းလေးနားကို pointer လေးကိုယူသွားပါပြီးရင်တစ်ချက်ခောက်လိုက်ပါဒါဆိုရင်အားလုံးပျောက်သွားဖြစ်ပြီးတော့နောက်တစ်ချိန်ပြန်ခောက်လိုက်မယ်ဆိုရင်အကုန်ပြန်ပေါ်လာမှာပါတကယ်လို့မိတ်ဆွေအနေနဲ့ browser မှာ tab တွေအများများနေပြီးများနေတဲ့အထက်ကကိုလိုချင်တာတစ်ခုပဲရှိမယ်ကျန်တာအားလုံးဖြောက်ချင်တယ်ဆိုရင်လွယ်ပါတယ်လိုက်ပြီးတော့ maximize တခုချင်းစီလိုက်နှိပ်နေစရာမလိုဘဲနဲ့ကိုလိုချင်တဲ့အရာကို touch pad နဲ့ထောက်ပါပြီးရင် double ထောက်ပါပြီးရင်ပုတ်ပြီးတော့ဆွဲလိုက်ပါဒါဆိုရင်ကိုလိုချင်တာတစ်ခုပြုတ်ကျပြီးတော့ကျန်တာအားလုံးအနောက်မှာခြံခဲ့မယ်ခြံခဲ့တဲ့ဟာကို maximize လုပ်လိုက်ဒါဆိုရင်ကိုလိုချင်တာတစ်ခုတည်းဖြစ်သွားပါလိမ့်မယ်เนาะအဆင်ပြေပါစေဗျာ